AI သုံးပြီးတော့ပုံတွေဗီဒီယိုတွေထုတ်ဖို့ပတ်စံအကုန်မခံချင်ဘူးဆိုရင်ဒီဗီဒီယိုကိုကြော်မတော့ပါနဲ့ Google Video တို့ Elon Musk ရဲ့ Grok AI တို့ကို free အသုံးပြုလို့ရမယ်ဆိုရင်ရောမိတ်ဆွေသိချင်ပါလား delicious. ဒီနေ့ဗီဒီယိုမှာတော့ Google ရဲ့နာမည်ကြီး Video Model Elon Musk ရဲ့ Grok AI တို့လို Alanza Video Generation AI တွေပုံတွေထုတ်တဲ့နေရာမှာအရန်ကောင်းမွန်တဲ့ Google ရဲ့အသစ်ထွက် Nano Banana Pro Nano Banana 2 စတဲ့ Premium AI Model တွေကိုတနေရာထဲမှာပဲ free အသုံးပြုနိုင်တဲ့ website တစ်ခုအကြောင်းကိုမျှဝေသုံးပြပေးတော့မှာဖြစ်ပါတယ်အခုလိုနာမည်ကြီး AI tools တွေကိုတနေရာထဲမှာအသုံးပြုလို့ရတဲ့ website လေးကဘာဖြစ်မလဲဘယ်လိုတွေအသုံးပြုရမလဲဆိုတာကိုသိရှိရအောင်ဒီဗီဒီယိုလေးကိုအဆုံးထိအောင်လိုက်ပါကြည့်ရှုဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ် Welcome to Access AI. အားလုံးမင်္ဂလာပါ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်တနေရာထဲမှာပဲနာမည်ကြီး AI tools တွေဖြစ်တဲ့ Google ရဲ့ Veo 3.1 First Model Nano Banana Pro Nano Banana 2 XAI ရဲ့ Grok တို့ကို free အသုံးပြုလို့ရမယ့် website လေးတစ်ခုကိုအခုဒီမှာသုံးပြပေးသွားပါမယ်ဒီ website လေးကိုအသုံးပြုဖို့အတွက်ကျွန်တော်တို့ရဲ့ browser ကိုသွားလိုက်ပါပြီးရင်တော့အခုလိုမျိုး Gemini Gen.ai ဆိုပြီးတော့ရိုက်ရှာလိုက်ပါအခုဒီမှာမြင်တွေ့နေရတဲ့ website ပဲဖြစ်ပါတယ်ဒီ website ရဲ့တိုက်ရိုက် link ကိုလည်းပဲ video ရဲ့ description မှာထည့်ထားပေးပါတယ်ကျွန်တော်တို့ရဲ့ Telegram channel မှာလည်းပဲတိုက်ရိုက်ဖော်ပြပေးထားပါတယ် Telegram channel ရဲ့ link ကိုလည်းအခု video ရဲ့ description မှာထည့်ထားပေးပါတယ် website ထဲကိုရောက်ပြီဆိုရင်တော့ပထမဆုံးအနေနဲ့ account ဝင်ပေးဖို့လိုပါတယ်ဒီညာဘက်အပေါ်တော့မှာရှိတဲ့ sign up ဆိုတာကိုနှိပ်လိုက်ပါပြီးရင်တော့ကိုယ့်ရဲ့ Gmail နဲ့ account ဝင်လိုက်လို့ရပါပြီ account ဝင်လို့ပြီးသွားပြီဆိုရင်တော့အခုလိုမျိုး website ရဲ့ interface ကိုရောက်ရှိသွားပြီဖြစ်ပါတယ်ဒီမှာဆိုရင် free account တစ်ခုအနေနဲ့40 credit ပေးထားတာကိုတွေ့ရပါတယ်ဒါပေမဲ့အဲ့ဒါတွေကိုသုံးဖို့မလိုပါဘူး Studio History Pricing Contact API ဆိုပြီးတော့တွေ့ရပါမယ် Studio ဆိုတဲ့နေရာကတော့ကျွန်တော်တို့အဓိကအသုံးပြုရမယ့်နေရာဖြစ်ပါတယ် Studio ဆိုတဲ့အထဲမှာဆိုရင်အခုဒီမှာမြင်တွေ့နေရတယ်လို့မျိုးပဲ Chat with AI Video Generation Image Generation Speech Generation Dialogue Generation တွေကိုအသုံးပြုလို့ရပါတယ်ဒါပေမဲ့ Video Generation နဲ့ Image Generation ကလွဲပြီးတော့တခြား feature တွေကိုသုံးမယ်ဆိုရင်တော့ credit ကျသင့်မှာဖြစ်ပါတယ် Video Generation နဲ့ Image Generation လုပ်ဖို့အတွက်ဆိုရင်တော့အခုဒီမှာစမ်းပြမယ့်အတိုင်းနာမည်ကြီး AI model တွေကို free အသုံးပြုနိုင်မှာဖြစ်ပါတယ်ဒါကတော့အဓိကကျတဲ့ Studio ဆိုတဲ့နေရာမှာပဲဖြစ်ပါတယ်ကိုဖန်တီးထားတဲ့ပုံတွေဗီဒီယိုတွေကိုပြန်ကြည့်နေဆိုရင်တော့ဒီဘက်ဘေးက history တွေကိုသွားပြီးတော့ကြည့်ရမှာပါဒီ website ကအခြားနာမည်ကြီး AI tool ပေါင်းများစွာကိုလည်းပဲဈေးနှုန်းသက်သာစွာနဲ့ဝယ်ပြီးတော့သုံးလို့ရပါတယ် pricing တွေကိုဝင်ကြည့်လိုက်မယ်ဆိုရင် special offer တွေ premium credit တွေဝယ်သုံးတာမျိုး enterprise plan စသဖြင့်ကိုယ်စိတ်ကြိုက်ဝယ်သုံးလို့ရပါသေးတယ်အခုဒီမှာဆိုရင်မိတ်ဆွေတို့မြင်တွေ့နေရတဲ့အတိုင်း video ဖန်တီးဖို့အတွက် Grok AI ကို free အသုံးပြုခွင့်ပေးထားသလို Google ရဲ့ Veo 3.1 First Model ကိုလည်းပဲ HD နဲ့ထုတ်မလားဒါမှမဟုတ် Full HD တိအောင်ထုတ်မလားဒါတွေကို free အသုံးလို့ရမှာဖြစ်ပါတယ်နောက်ထပ်ပုံထုတ်နိုင်တဲ့အပိုင်းမှာဆိုရင်လည်းပဲ Nano Banana Pro နဲ့ Nano Banana 2 model တို့ကို free အသုံးပြုလို့ရတာဖြစ်ပါတယ်ဒီမှာတစ်ခုသိထားရမှာက free အသုံးပြုတာဖြစ်လို့အချိန်လေးတွေစောင့်ရတာဝယ်သုံးထားသလိုတပြိုင်တည်းနဲ့ generation တွေအများကြီးထုတ်ခိုင်းလို့မရတာမျိုးတစ်ခုပြီးမှတစ်ခုထုတ်လို့ရတာစသဖြင့်အဲ့လိုမျိုးကန့်သက်ချက်လေးတွေတော့ရှိတယ်ဆိုတာကိုနားလည်ထားဖို့လိုပါတယ်အဲ့လိုမဟုတ်ဘဲနဲ့အကုန်လုံးကိုစိတ်ကြိုက်သုံးကျင်နေဆိုရင်တော့ premium သို့မဟုတ် credit တွေဝယ်သုံးတာကပို့ပြီးတော့အဆင်ပြေပါတယ်ဆိုတော့ပထမဆုံး image generation ဘိုင်းကိုစမ်းပြပေးသွားပါမယ်ဒီမှာမြင်တွေ့နေရတဲ့ image gen 2ဆိုတာကိုနှိပ်လိုက်ပြီဆိုတာနဲ့အခုလိုမျိုး generation model တွေကိုရွေးချယ်လို့ရတဲ့နေရာကိုရောက်သွားပါတယ်အခုဒီမှာဆိုရင် image generation ဘိုင်းနဲ့ပတ်သက်ပြီးတော့နာမည်ကြီး AI model ဖြစ်တဲ့ Nano Banana Pro Nano Banana 2 တို့ကို free အသုံးပြုနိုင်တာဖြစ်ပါတယ်ကျွန်တော်အခုဒီမှာဆိုရင် Nano Banana Pro ကိုရွေးပြီးတော့ပုံလေးတစ်ပုံစမ်းပြီးထုတ်ကြည့်ကြည့်ပါမယ်ဒီအောက်က prompt နေရာမှာကိုဖန်တီးခြင်းတဲ့အကြောင်းအရာလေးတွေကိုထည့်ပေးလိုက်ရုံပါပဲပြီးရင် aspect ratio နေရာမှာလည်းပဲကိုလိုချင်တဲ့ site ကိုရွေးပေးလို့ရပါတယ်ဒါ့အပြင်နောက်တစ်ခုကတော့ output format ပါ output format အနေနဲ့လည်း PNG file နဲ့ထုတ်မလား JPEG file နဲ့ထုတ်မလားစိတ်ကြိုက်ရွေးချယ်ပြီးထုတ်လို့ရပါတယ်နောက်ထပ်တစ်ခုကတော့ resolution ပါမိတ်ဆွေရဲ့ပုံကို 1K 2K 4K စသဖြင့်လိုချင်တဲ့ quality နဲ့ရွေးပြီးတော့ထုတ်လို့ရပါတယ်ဒါ့အပြင်နောက်ဆုံးတစ်ခုကတော့ကိုလိုချင်တဲ့ပုံစံနမူနာရှိထားတယ်ဆိုရင်လည်းပဲ image reference ဆိုတဲ့နေရာမှာထည့်ပေးပြီးတော့ထုတ်ခိုင်းလို့ရပါတယ်အဲ့လိုမျိုးကိုယ်စိတ်ကြိုက်ရွေးပြီးသွားပြီဆိုရင်တော့ generate ဆိုတာကိုနေလိုက်ပါအခုဒီမှာဆိုရင်မိတ်ဆွေတို့မြင်တဲ့အတိုင်းပဲ generation လုပ်ဖို့အတွက်ကြာသင့်မှု cost ကဆိုရင်တော့0 credit ဆိုပြီးတော့ပြနေပါလိမ့်မယ်ဒါကြောင့်ဒါက 100% free ထုတ်လို့ရတာပဲဖြစ်ပါတယ် generate ကိုနှိပ်လိုက်ပြီဆိုရင်တော့အခုလိုမျိုးပဲ box လေးတစ်ခုကြာလာပြီးတော့ human သုံးနေတာဟုတ်မဟုတ်ဆိုတာကို verify လုပ်ပေးရပါမယ်ဒီဘက်ကိုတစ်ချက် click လုပ်လိုက်ပြီးတော့ခဏလောက်စောင့်ပေးလိုက်ပါအခုလိုမျိုးလေး verification ဆက်ဖြစ်သွားပြီဆိုရင်တော့ပုံလေးကသူ့ auto generate လုပ်နေပါပြီOkay ဒါကတော့ Nano Banana Pro ကိုသုံးပြီးတော့ထုတ်ထားတဲ့ပုံလေးပဲဖြစ်ပါတယ်ဒီပုံလေးတွေကို download ဆွဲခြင်းနဲ့ဆိုရင်တော့အခုဒီမှာမြင်တွေ့နေရတဲ့ download ဆိုတာတွေကိုနှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ device တွေကို auto download ရောက်သွားပါပြီ
image generation ဘိုင်းနဲ့ပတ်သက်ပြီးတော့နောက်ထပ်အသုံးပြုလို့ရတဲ့ Nano Banana 2ကိုသုံးပြီးတော့ထပ်ပြီးစမ်းကြည့်ကြည့်ပါမယ်ဒီမှာဆိုရင် Nano Banana 2 model ကိုရွေးပေးလိုက်ပါမယ်ဒါပြီးရင်တော့အောက်က prompt နေရာလေးမှာကျွန်တော်တို့ထုတ်ချင်တဲ့အကြောင်းအရာလေးကိုရေးထည့်ပေးလိုက်ပါတယ်ပြီးရင်တော့သူ့ကို generate လုပ်ခိုင်းလိုက်ပါတယ်ဒီမှာဆိုရင်လည်းမိတ်ဆွေတို့မြင်တွေ့နေတဲ့အတိုင်း Nano Banana 2ကနေထုတ်ပေးလာတဲ့ပုံလေးကိုမြင်တွေ့ရမှာဖြစ်ပါတယ် Okay ဒါတွေကတော့ image generation ဘိုင်းနဲ့ပတ်သက်ပြီးတော့ Google ရဲ့အစွမ်းထက်ဆုံး model တွေဖြစ်တဲ့ Nano Banana Pro Nano Banana 2တို့ကို free အသုံးပြုပြီးတော့ပုံလေးတွေစမ်းထုတ်ပြပေးခဲ့တာဖြစ်ပါတယ်ဒါဆိုရင်နောက်ထပ်တစ်ခုအနေနဲ့ video generation ဘိုင်းကိုဆက်ပြီးတော့တွားကြည့်ရအောင်ပါအခုဒီမှာမြင်တွေ့နေရတဲ့ video gen ဆိုတာကိုနှိပ်လိုက်ပါဒါဆိုရင် video တွေဖန်တီးဖို့အတွက် create new ဆိုတာရှိတယ်ပြီးရင်ရရှိလာတဲ့ video တွေကိုထပ်ပြီးတော့ share အောင်လုပ်ဖို့အတွက် extend video နောက်ထပ်တစ်ခုအနေနဲ့ကတော့ video တွေမှာ watermark တွေပါလာတယ်ဆိုရင်ဖြောက်လို့ရတဲ့ remove watermark ဆိုတဲ့ feature တွေကိုတွေ့ရမှာပါဒီထဲမှာ create new တခုပဲ free သုံးလို့ရတာဖြစ်ပြီးတော့အခြား feature တွေကိုသုံးကျင်နေဆိုရင်တော့ credit နဲ့ပေးသုံးမှရပါမယ်အခုဒီမှာဆိုရင် video တွေဖန်တီးနိုင်တဲ့နာမည်ကြီး AI တွေအစုံမြင်တွေ့ရမှာဖြစ်ပါတယ် Google ရဲ့ VO model OpenAI ကထုတ်ထားတဲ့ Sora XAI ရဲ့ Grok တရုတ်ကုမ္ပဏီဖြစ်တဲ့ ByteDance ကထုတ်ထားတဲ့ Seedance AI တို့အပြင် Meta ကနေထုတ်ထားတဲ့ Meta AI တို့ကိုလည်းမကြာခင်မှာအသုံးပြုလို့ရနိုင်တော့မယ်လို့ပြောထားပါတယ်အခုဒီမှာမြင်တွေ့နေရတဲ့အထဲမှာဆိုရင် Google ရဲ့ VO model နဲ့XAI ရဲ့ Grok တို့ကို free အသုံးပြုခွင့်ပေးထားတာကိုတွေ့ရမှာပါ Google ရဲ့ VO model မှာဆိုရင် 3.1 fast model HD Full HD နှစ်မျိုးလုံးကိုအသုံးပြုနိုင်တာဖြစ်လို့အတော်ကောင်းမွန်တဲ့ video quality ကိုထုတ်နိုင်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ပထမဆုံး VO 3.1 fast model နဲ့ video လေးစမ်းပြီးတော့ထုတ်ကြည့်ကြည့်ပါမယ်အခုဒီမှာမြင်တွေ့နေရတဲ့ Slab Video Generation Provider ဆိုတဲ့နေရာမှာ VO ကိုရွေးလိုက်ပါပြီးရင်အောက်က model ဆိုတဲ့နေရာမှာ VO 3.1 fast ကိုရွေးပေးလိုက်ပါမယ်ဒီနေရာမှာ VO 3.1 fast တခုတည်း free ပေးသုံးတာဖြစ်ပြီးတော့ VO 2တို့အခြား model တွေကိုသုံးမယ်ဆိုရင်တော့ credit ပေးပြီးမှသုံးလို့ရပါမယ် upgrade လုပ်ထားတဲ့သူတွေဆိုရင်တော့ဒီဘက်က image reference type ဆိုတဲ့နေရာမှာ frame images အနေနဲ့ first image တွေ last image တွေထည့်ပြီးတော့ဖန်တီးခိုင်းလို့ရတယ်လို့ ingredient image ထဲမှာဆိုရင်လည်းပဲ image 1 image 2 image 3စသဖြင့်ထည့်ပြီးတော့ကိုယ်စိတ်ကြိုက်ဖန်တီးခိုင်းလို့ရပါတယ်ဒီအောက်မှာတော့အရေးကြီးဆုံးဖြစ်တဲ့ prompt လေးရေးထည့်ပေးဖို့ရယ်ကိုလိုချင်တဲ့ aspect ratio တွေကိုရွေးပေးဖို့ရယ် resolution မှာဆိုရင်လည်း HD Full HD ကိုလိုချင်တဲ့ video quality ကိုရွေးပေးပြီးတော့ generate လုပ်ခိုင်းလိုက်လို့ရပါပြီဒီမှာဆိုရင်ကျွန်တော် prompt လေးတစ်ခုထည့်ပေးပြီးတော့ generate လုပ်ခိုင်းလိုက်ပါတယ်ထုံးစံတိုင်းပဲဒီလိုမျိုး box လေးကြာလိုက်ရင်သူ့ဘောကို click လေးတစ်ချက်နှိပ်ပေးပြီးတော့ခဏဆောင်လိုက်ပါအခုလို့ verifying success ဖြစ်သွားပြီဆိုရင်တော့ video လေးဖန်တီးနေတာကိုမြင်တွေ့ရမှာပါဒီမှာတစ်ခုရှိတာကသူ့ထဲမှာ video preview ကြည့်ဖို့အချိန်ပေးရတာထက် video ကို download ဆွဲလိုက်တာကပိုပြီးတော့မြန်ပါတယ်ဒီမှာဆိုရင်ကျွန်တော်ထုတ်ခိုင်းလိုက်တဲ့ video လေးရရှိလာပြီပဲဖြစ်ပါတယ် video resolution လည်းတော်တော်လေးကောင်းမွန်တာကိုတွေ့ရပါတယ်တကယ်ကိုအသင့်သုံး video လေးတစ်ခုကိုရရှိလာပါပြီprompt ထည့်တဲ့နေရာမှာနောက်ထပ်သုံးလို့ရတာတခုကတော့ advanced feature ဖြစ်ပါတယ်ဒါကကိုထည့်လိုက်တဲ့ prompt ကိုအသေးစိတ်တက်ကြခွဲထည့်ပေးလို့ရတာမျိုးပါပုံမှန် prompt ရေးထည့်ပြီးတော့ထုတ်ခိုင်းတာတဲ့အခုဒီမှာဆိုရင် main subject တွေ action တွေ setting တွေ environment တွေ lighting time of day visual style camera shot additional detail စသဖြင့်တစ်ခုချင်းကိုအသေးစိတ်ထည့်ပေးပြီးတော့ထုတ်ခိုင်းလို့ရပါတယ်ဒီမှာ VO 3.1 fast model နဲ့စမ်းထုတ်ကြည့်ထားတဲ့ video တွေကိုမိတ်ဆွေတို့မြင်တွေ့ရမှာဖြစ်ပါတယ် free သုံးလို့ရနေပြီးတော့အခုလိုမျိုး quality နဲ့ဖန်တီးနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့တကယ်ကိုအသုံးဝင်တယ်လို့ဆိုရမှာပါဒါပေမဲ့ video တွေကို extend လုပ်ချင်တာမျိုးအခြား video တွေရဲ့ watermark တွေဖျောက်ပစ်ချင်တာမျိုးဆိုရင်တော့ upgrade plan ကိုအသုံးပြုမှအဆင်ပြေပါလိမ့်မယ်မိတ်ဆွေအနေနဲ့ကိုယ့်အတွက်အသုံးတည့်တယ်ဆိုရင်လည်းပဲ upgrade လုပ်ပြီးတော့အသုံးပြုလို့ရပါတယ် Okay ဒါဆိုရင်နောက်ထပ် free အသုံးပြုခွင့်ပေးထားတဲ့ Grok နဲ့စမ်းပြီးတော့ video လေးတွေထုတ်ကြည့်ရအောင်ပါ Slab Video Generation Provider ဆိုတဲ့နေရာမှာ Grok ကိုရွေးလိုက်ပါမယ်ဒီအောက်က model နေရာမှာ Grok 3ဆိုပြီးတော့ auto ရွေးထားပြီးဖြစ်နေပါပြီပြီးရင်ဒီအောက်မှာ prompt ရေးထည့်ပေးလိုက်ပါမယ်ဒီမှာဆိုရင်တော့ aspect ratio တွေကိုလိုချင်တဲ့ site တွေကိုတော်တော်များများရွေးချယ်ပြီးတော့အသုံးပြုလို့ရပါတယ်ဒါပေမဲ့ Grok နဲ့ထုတ်တဲ့အခါမှာ resolution ကို 480 SD ပဲပေးထုတ်ပါတယ် duration မှာဆိုရင်တော့6 second 10 second အထိရွေးထုတ်လို့ရပါတယ်အခုလိုမျိုးအားလုံးကိုရွေးပြီးသွားပြီဆိုရင်တော့ဒီအောက်က generate with Grok ကိုနှိပ်ပေးလိုက်အောင်ပါပဲဗီဒီယိုတစ်ပုဒ်ကိုအများဆုံးကြာချိန်ခံမှန်း3မိနစ်လောက်တော့စောင့်ရတတ်ပါတယ်ကိုထုတ်ထားတဲ့ဗီဒီယိုတွေ prompt တွေကို history ထဲမှာတွားကြည့်လို့ရတယ်လို့ကိုမကြိုက်လို့ recreate ပြန်လုပ်ခိုင်းခြင်းနဲ့ဆိုရင်လည်းလုပ်ခိုင်းလို့ရပါတယ်ကြည့်ကိုကြိုက်သွားပြီဆိုရင်တော့တခါတည်းဒီမှာ download လုပ်လို့ရပါတယ်ဒါကတော့ Grok ကနေထုတ်ပေးလိုက်တဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ် 480p နဲ့ပဲထုတ်လို့ရတာကြောင့်မလို့ video quality ဘိုင်းမှာတော့ VO 3.1 fast နဲ့ရှင်ရင် quality ကွာခြားမှုတွေရှိတာကိုတော့တွေ့ရပါတယ်ဒါတွေကတော့ Grok ကိုသုံးပြီးတော့ထုတ်ခိုင်းထားတဲ့ဗီဒီယိုတွေပဲဖြစ်ပါတယ်
အခုဒီမှာဆိုရင်လည်းပဲအစောကပြောခဲ့သလို prompt ရေးထည့်တဲ့နေရာမှာ advanced mode ကိုအသုံးပြုလို့ရပါတယ်ကိုရေးထည့်ပေးလိုက်မဲ့ prompt ကို session တစ်ခုချင်းစီခွဲပြီးတော့အသေးစိတ်တက်ကြရေးထည့်ပေးပြီးတော့ဗီဒီယိုတွေထုတ်လို့ရပါတယ်ဒါတွေကတော့နာမည်ကြီး AI tools တွေဖြစ်တဲ့ Google ရဲ့ Veo 3.1 first model Grok AI Nano Banana Pro Nano Banana 2 တို့ကို free အသုံးပြုခွင့်ပေးထားတဲ့ website လေးပဲဖြစ်ပါတယ်အခုလိုမျိုးတနေရာထဲမှာပဲ free ရော paid version တွေရောသုံးလို့ရတဲ့ website လေးကမိတ်ဆွေတို့အတွက်အသုံးဝင်စေမယ်လို့ယုံကြည်ပါတယ်နောက်ထပ်လည်းအားလုံးအတွက်အကျိုးရှိအသုံးဝင်စေမယ့်ဗီဒီယိုလေးတွေကိုရှာဖွေမျှဝေတင်ဆက်ပေးတော့မှာဖြစ်တဲ့ကြောင့်မလို့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လုပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်တွေ့ပါမယ်